ဒီကောင်လေးကိုဆရာကိုယ်တိုင်တွားကြိုရတယ်ပေါ့ခဏနေကြလို့သူသားကြီးဝမ်းကိုအပေါက်ကိုရှာမတွေ့ရင်ကြည့်ထားလိုက်ငါသူ့ကိုပညာပေးလိုက်မယ်လင်းမော်ညီလေးမင်းရဲ့နာမည်ကြီးတဲ့တင်းကိုကြားထားတာကြားပါပြီပမောက္ခကြီးကလည်းအားနာစရာကြီးဗျာလင်းမော်ညီလေးဒါကငါတို့ရဲ့ရှေးဟောင်းတုတေသနအဖွဲ့ပဲကြည့်ရတာမစိုးဘူးမလားကျွန်တော်ကတော့ပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်လိုက်တယ်အတွေ့အကြုံမပြည့်ဝသေးတဲ့ရှေးဟောင်းတုတေသနအဖွဲ့ငယ်လေးကိုပေါ့အမှန်တိုင်းပြောရရင်ကျွန်တော်သိမချင်တတ်ဘူးဒါကကလေးကစားစရာနဲ့ဘာမှမထူးခြားဘူးဒီ project ကကလေးကစားတယ်လို့မဟုတ်ဘူးဆိုတာသိထားဖို့လိုတယ်အထက်ကတားရဲတွေနဲ့ထူးဆန်းတဲ့တဝါတွေကတာမန်လူတယောက်ရဲ့အသက်ကိုအလွယ်တကူနှုတ်ယူသွားနိုင်တယ်ခင်မီလက်နဲ့တက်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်တွေရဲ့ကာကွယ်မှုရှိနေရင်တော့ရေခဲပြင်ပေါ်လမ်းလျှောက်နေရတယ်လို့အန်ရများနေတော့မယ်ကြည့်ရတာကျွန်တော်နည်းနည်းပိုပြီးအာယုံစိုက်ရတော့မယ်ထင်တယ်အဲ့ဒီနောက်ကျွန်တော် live ဆက်လွှင့်လိုက်တယ်30စက္ကန့်တောင်မပြည့်ခင်ပါတယ် live နဲ့အခန်းထဲကိုလူ9000လောက်ချက်ချင်းဝင်ရောက်လာတယ်အဓိကနေရကျွန်တော်နန်ချန်မြို့ကိုရောက်ရှိနေပါပြီနိုင်ငံတော်လုံခြုံရေးဗျူရိုနဲ့လည်းပူးပေါင်းဆောင်ရွက်မှုရရှိခဲ့တယ်ဆက်လက်ပြီးတော့ကျွန်တော်ကမြေအောက်လိုင်းကူတီနေရာကိုဘယ်လိုရှာဖွေရမလဲဆိုတာပြသပေးမှာပါပြီးတော့ချီဝမ်တင်ချိုင်းတစ်ခုလုံးရဲ့မြင်ကွင်းတွေကိုလည်းပြသပေးသွားမှာပါဒီစကားပြောလိုက်တာနဲ့ live နဲ့အခန်းတစ်ခုလုံးချက်ချင်းဆူညံသွားတယ်အန်ဟောတုံလုံးနေတဲ့မက်ချက်ပေါင်းစုံကဖုန်းမျက်နှာပြင်တစ်ခုလုံးမှာပြည့်နေသွားတယ် live ထဲကအားပေးနေတဲ့ပရိသတ်တွေနဲ့မတူတာကတော့ဘေးနားကဟွန်ထမ်းပါပဲဖြစ်ပါတယ်ကျုပ်ကရွှေရှာဖို့နီလန်းကို live ပြမယ်လို့လည်းဆိုလိုက်ရောချက်ချင်းပဲဝိုင်းပြီးလှောင်ပြောင်ကြတော့တာပဲအားလုံးကကျုပ်ကိုအထင်သေးနေကြတယ်ဒီမှာရှေးဟောင်းသုတေသနပညာရှင်တွေအများကြီးရှိနေတာကိုမင်းကလော်ကီပညာနဲ့ဟန်ရေးပြချင်နေတာလားဒါကရေးစရာကောင်းလုံးတယ်လို့မထင်ဘူးလားဟွန်ထမ်းပါရဲ့လှောင်ပြောင်တည်တော်မှုတွေကိုကျုပ်ဂယုမဆိုင်အားပါဘူးတန်လိုက်အိမ်မြောင်ကိုထုတ်ပြီးကုန်းမြင့်တစ်ခုပေါ်တက်လိုက်တယ်အိမ်မြောင်လက်တံကတော့တရားဆက်လက်ပတ်နေလေရဲ့မျက်စိရှိကတောင်တန်းတွေဝင်းရံနေပုံဟာအဲ့ဒီထဲကတောင်တလုံးကိုမြုပ်နှံထားပြီးအိမ်မောကျနေတဲ့ငကားစိမ့်တစ်ကောင်နဲ့ဆင်တူနေတယ်ငကားအုပ်စုကြားကရွှေတိုက်ကိုရှာဖွေကြည့်ရင်တောင်တန်းတွေအလုံးတနေရာတဲကိုဥတီနေတာကိုတွေ့ရမယ်တကားဝါဟာဗဟိုမြင်းတစ်ကြောင်းထဲမှာရှိနေပြီးအထက်ကန်ဗေဒင်ကွက်အတိုင်းစီတန်းနေတယ်ကျွန်တော်လဲဂါထာမဏ္ဍန်တွေကိုရွတ်ဖတ်လိုက်တော့တန်လိုက်အိမ်မြောင်ရဲ့လက်တံဟာဂမ်ဘီယာကွက်၃ကွက်ကြားမှာမနာတမ်းလှုပ်ခါနေတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်မျက်နှာအယောင်ဆင်းပြတ်သွားတယ်ငကားအုပ်စုဟာခန္ဓာကိုယ်တွေခွဲလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲ live ကြည့်နေတဲ့ online အသုံးပြုသူတွေဟာလည်းအသက်ရှူအောင်ပြီးစောင့်ကြည့်နေကြတယ်ဘာတွေဖြစ်နေတာလဲမင်းမျက်နှာကဘာလို့ဒီလောက်တောင်ပြည့်ရွှင်းသွားရတာလဲမင်းအဆင်ပြေရဲ့လားကျွန်တော်တိတ်တဆိတ်မျက်လုံးမိတ်လိုက်တယ်ကိုဗဟိုပြုပြီးမမြင်ရတဲ့ရှစ်ကွက်အစီရင်တစ်ခုကိုဖြန့်ကျက်လိုက်တယ်ချက်ချင်းဆိုသလိုပဲတောင်ဘက်မြို့ပြင်ကတောင်တန်းနယ်မြေတစ်ခုလုံးကိုအစီရင်နဲ့လွှမ်းခြုံလိုက်ပြီးချမ်းအရက်မျက်နှာဖြစ်တဲ့အနောက်မြောက်ဘက်မှာအဲ့ဒီအရက်နဲ့ကိုက်ညီတဲ့တောင်တန်းတစ်ခုကိုကျွန်တော်စိတ်ထဲမှာချက်ချင်းမြင်အောင်လာတယ်ဒီတောင်တန်းဟာမြောက်ဘက်ကနေစီးဆင်းလာတဲ့ငကားစိမ့်တစ်ကောင်လိုပဲခွန်းအရက်မျက်နှာဖြစ်တဲ့အနောက်တောင်ဘက်မှာလည်းအဲ့ဒီနဲ့ထပ်တူကျနေတဲ့တောင်တန်းတစ်ခုကိုကျွန်တော်စိတ်ထဲမှာမြင်အောင်မိပြန်တယ်ဒါပေမဲ့ဒီတောင်တန်းကတဖြည်းဖြည်းနဲ့အစွမ်းတွေကိုစုပ်ယူနေတယ်ဝေါ့ဟူတောင်ကုန်းဘက်ကိုဥတီနေတာပဲအနောက်ဘက်အရက်တက်တက်မှာရှိနေတယ်ဘယ်ဘက်မှာငကားပြညာဘက်မှာကြားဖြူရှိတယ်ဒါပေမဲ့တခုမသိတာကဒါဟာတဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်လားဆိုတာပဲအနောက်ဘက်တက်တက်မှာရှိတဲ့ငကားပြတောင်တန်းဟာငကားပြတောင်နဲ့ဝေါ့ဟူတောင်ကအရှိန်ဝါတွေကိုစုပ်ယူနေတယ်အဲ့ဒီအချိန်မှာပဲ Professor ဆူကအခြေအနေကိုအရင်ဆုံးစတင်ပြောဆိုလိုက်တယ်သူကမေးလိုက်တယ်လင်မိုအကိုလေးချီဝမ်တကြိုရာနေရာရဲ့အဝင်ပေါက်ကိုရှာတွေ့ပြီလားအနောက်ဘက်တက်တက်မှာပဲဒါကတကယ်ကိုဝမ်းသာစရာပဲဒါဟာလွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာကျွန်တော်ကြားဘူးသမျှအကောင်းဆုံးသတင်းပဲသူတကယ်ရှာတွေ့တာလားဒါမှမဟုတ်အလိမ်ညာလားဆိုတာဘယ်သူသိမှလဲတကယ်လို့သူကငါတို့ကိုနောက်ပြောင်နေတာဆိုရင်ရောရှင်းလုံတောင်ပေါ်မှာကျွန်တော်ဟာအယိုးရှာဖွေရေးအဖွဲ့ကိုဦးဆောင်ပြီးနျူကလ িয়ার လက်နက်ခေတ်ရဲ့အထူးတပ်ဖွဲ့ဝင်တွေနဲ့အတူဂျီဝမ်ကူတင်းချိုင်းရဲ့အဝင်ဝကိုစတင်ရှာဖွေခဲ့ကြတယ်အထူးတပ်ဖွဲ့ဝင်2ယောက်ကလမ်းဖွင့်ပေးဖို့အရှိဆုံးကနေတွားကြပြီးကြံတဲ့လူတွေကတော့အယိုးရှာဖွေရေးအဖွဲ့ရဲ့နောက်ကနေထက်ချက်မကွာလိုက်ပါရင်အမြဲတမ်းသတိဝီရိယရှိနေကြတယ်အထူးတပ်ဖွဲ့ဝင်တွေပြီးတကယ်ကိုအားကိုးထိုက်ပါတယ်ဘေးကင်းလုံခြုံမှုရှိတယ်ဆိုတာအပြည့်အဝခံစားရစေတယ်ဝင်ပေါက်ကိုမြ мян ရှာတာပိုကောင်းမယ်မဟုတ်ရင်အခြေအနေတွေကစုံတက်ဖို့တကယ်ခက်ခဲသွားလိမ့်မယ်အထူးတပ်ဖွဲ့ဝင်2ယောက်ဟာအခက်အခဲတွေကိုဖျက်ကျော်လာပြီးတောင်လယ်ပိုင်းကိုရောက်တဲ့အခါကျွန်တော်လူအားလုံးကိုလှမ်းတားလိုက်တယ်ရက်လိုက်ကြဦးကျွန်တော်လောရန်တူးရင်းကိုထုတ်လိုက်ပြီးမြေကြီးထဲကိုမမတ်ဆိုင်ချလိုက်တယ်ပြီးတော့ပြန်ဆွဲတင်လိုက်တဲ့အခါမှာတော့မြေကြီးတော်တော်များများပါလာခဲ့ပြီးကျွန်တော်မြေကြီးအချို့ကိုယူလိုက်တယ်ပြီးတော့နှာခေါင်းသားကပ်ပြီးအနံ့ခံကြည့်လိုက်တယ်ဒီလိုမျိုးထက်ခါတလဲလဲလုပ်နေတာကိုကြည့်ပြီးလူတွေအားလုံးတွေဝေကုန်ကြတယ်ပလတ်စတစ်လက်အိတ်နဲ့လူကနားမလည်နိုင်စွာမေးလာတယ်ညီလေးမင်းဘာလုပ်နေတာလဲကျွန်တော်ရှာနေတဲ့နေရာမှန်မှန်ကြည့်နေတာပါအဲ့ဒီနောက်ကျွန်တော်လောရန်ကော်ပြားကိုတစ်ခါပြန်ပြီးမြေကြီးထဲကိုမမတ်ဆိုင်ချလိုက်တယ်ဒါပေမဲ့ဒီတစ်ခါပြန်ဆွဲထုတ်လိုက်တဲ့ခေါ်ပြားပေါ်မှာတော့တွေးလို့ရဲနေတဲ့မြေကြီးတွေကပ်ပါလာခဲ့တယ်ဒါကဘလို့အခြေအနေကြီးလဲအားလုံးပဲမြန်မြန်ကြည့်ကြဦးဒီမြေကြီးတွေကဘာလို့တွေးလို့ရဲနေရတာလဲဒါကတကယ်ကိုထူးဆန်းလုံးနေပြီပဲကျွန်တော်တစ်သက်လုံးရှေးဟောင်းသုတေသနလုပ်လာတာဒီလိုမျိုးအခြေအနေတစ်ခါမှမကြုံဘူးသေးဘူးဒီမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုခုဖြစ်ခဲ့တာများလားဒါမှမဟုတ်ရင်ဒီမြေကြီးကဘာလို့ဒီလောက်တောင်တွေးပြက်စရာကောင်းအောင်နေနေရတာလဲဟုတ်တယ် Professor ပြောတာအတိတ်ပဲရှိတယ်လင်းမော်ဒါကဘာအခြေအနေလဲဆိုတာမင်းသိလားဒီတောင်တန်းအောက်မှာငါတို့ရှာနေတဲ့ချီဝမ်ကူရှိတယ်ဒါပေမဲ့ဒီနေရာကလည်းတွေးလောင်းတင်ချိုင်းတစ်ခုပဲတွေးလောင်းတင်ချိုင်းဒီတောင်တန်းအောက်မှာချီဝမ်ကူရှိတယ်ဆိုတာအားလုံးကြားလိုက်ရပြီးဝမ်းမသာရသေးခင်မှာပဲဒီကြောက်စရာကောင်းတဲ့နာမည်ကြောင့်လန့်သွားကြတယ်ဒါကတွေးလောင်းတွေကိုတီးတန့်ထားတဲ့ကူတင်ချိုင်းနဲ့တူနေတဲ့ Professor ဆူရဲ့မျက်နှာကချက်ချင်းဆိုသလိုဖြစ်သွားတယ်လက်လွတ်နေတဲ့အခန်းထဲကလူတွေလည်းနည်းနည်းတော့ကြောက်နေကြပြီညီကိုတို့မင်းတို့ပြောကြည့်ပါဦးတွေးလောင်းတဲ့ဖုတ်ကောင်ဘသူကပိုစွမ်းလဲကျွန်တော်ထင်တာတော့ဖုတ်ကောင်ပဲဘာလို့လဲဆိုတော့အဲ့ဒီကောင်တွေကတနက်တောင်မကြောက်လို့လေမြေကြီးမှာတွေးပါနေတာကတင်းချိုင်းပိုင်ရှင်ဟာအစင်တန်းမြင့်မားသူဖြစ်ရမယ်ဆိုတာကိုဖော်ပြနေတာပဲတွေးလောင်းဆိုတာအင်မတန်အနေရများတဲ့အရာပဲအဲ့ဒါကတင်းချိုင်းပိုင်ရှင်အတွက်တင်းချိုင်းကူကိုစောက်ရှောက်ပေးနိုင်တယ်တွေးလောင်းတင်းချိုင်းဆိုတာကူအပေါ်ရံမှာအစ်စ်ဒါမှမဟုတ်ပြဓာတ်တွေထည့်ထားတဲ့တင်းချိုင်းမျိုးပဲမြေတူးကော်ပြားနဲ့တူးထုတ်လိုက်တဲ့မြေကြီးတွေကတွေးလို့နေနေလိမ့်မယ်ပြီးတော့ကျင်းတဲ့ဟန်မင်းဆက်နှစ်ခုကတင်းချိုင်းတွေမှာပြဓာတ်နဲ့ကအပြင်းဆုံးပဲဒါကြောင့်လမ်းကြောင်းကမမားဘူးဒီတောင်တန်းအောက်မှာချီဝမ်ကူရှိတာသိကြတယ်ဘေးနားက Professor ဆူဟာကျွန်တော်ရဲ့ရှင်းပြချက်ကိုကြားပြီးနောက်မှာတက်ပြင်းချလိုက်မိတယ်သူကတွေးလောင်းဆိုတာကျွန်တော်စာအုပ်တအုပ်ထဲမှာဖတ်ထားတဲ့အကြောင်းအရာတစ်ခုလိုပဲထင်နေပြီးဂရုစိုက်စရာမလိုဘူးလို့မှတ်ယူထားတယ်လင်းမော်ညီလေးကူကဒီအောက်မှာဆိုတော့ငါတို့ဘယ်ကနေဝင်ကြမလဲကူလဲဆင်းဖို့ဆုံးဖြတ်ပြီးပြီဆိုရင်အဆအရာရာပြင်ဆင်ထားဖို့လိုတယ်အောက်ကအလောင်းတွေကအပြောင်းလဲတွေဖြစ်နေနိုင်တယ်ဒီကဘာပေါ်မှာတကယ်ပဲဖုတ်ကောင်တွေရှိလို့လား
ငါတစ်သက်လုံးရှေးဟောင်းတုတေသနာလောက်လာတာအလောင်းတွေအသွင်ပြောင်းတာမျိုးတစ်ခါမှမမြင်ဘူးအားလုံးမကြောက်ကြနဲ့အားလုံးကိုအားပေးနေတာကိုမြင်တော့ကျွန်တော်နည်းနည်းတော့ရဲချင်မိတယ်ကျွန်တော်ကတော့အားလုံးကိုသတိထားဖို့ပဲသတိပေးချင်တာပါဒါပေမဲ့ဒါကသူတို့ကိုပို့ပြီးစိတ်လှုပ်ရှားသွားစေတယ်လို့ဖြစ်သွားတယ်အဲ့ဒီလိုနဲ့ရှေးဟောင်းတုတေသနာအဖွဲ့ဟာနောက်တစ်ချိန်ထွက်ခွာခဲ့ကြတယ်ကျွန်တော်နောက်ကနေလိုက်လာတဲ့စုချင်းရွက်ကတန်တရားနဲ့မေးတယ်လင်းမော်မင်းပြောတဲ့သွေးလောင်းဆိုတာတကယ်တော့ဗာလဲအဲ့ဒါကအကောင်သေးသေးလေးတစ်ကောင်ပါပဲကျွန်တော်လည်းမကြည့်ပဲဖြေလိုက်တယ်ဒီလိုမျိုးအရာတွေကိုသူတို့ကိုရှင်းပြဖို့နီးလန်းမရှိပါဘူးမမြင်ဘူးတဲ့သူတွေကတော့လုံးဝယုံမှာမဟုတ်ဘူးစကားပုံရှိတယ်လို့ပဲမြင်မယုံမှာပါ2 နာရီကြာပြီးနောက်မှာတော့ကျွန်တော်တို့တန်လိုက်အိမ်မြောင်ညွှန်ပြတဲ့နေရာကိုရောက်လာခဲ့တယ်ဒီနေရာပဲဖြစ်ပုံရတယ်အလုပ်စဖို့ပြင်ကြဆို Professor စုကအလုပ်တွေကိုစနစ်တကျခွဲဝေပေးတဲ့အဖွဲ့ဝင်တွေရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုကပုံမှန်ပဲဆိုပေမဲ့စီးလုံးမှုရှိတာကြောင့်မြေအောက်လိုင်ကောင်းကိုမြန်မြန်ဆန်ဆန်ပဲစတူနိုင်ခဲ့ကြတယ်အထူးတပ်ဖွဲ့ဝင်9ယောက်ကပတ်လည်မှာဖြန့်ပြီးတနက်တွေနဲ့ကင်းဆောင်ပေးနေကြတဲ့ရှေးဟောင်းတုတေသနာအဖွဲ့အတွက်စတူရန်မီတာ90လောက်ရှိတဲ့ဘေးကင်းလုံခြုံတဲ့စုံတစ်ခုကိုဖန်တီးပေးထားတဲ့ကျွန်တော်မြေတူးကော်ပြားတစ်ချောင်းကိုယူပြီးမှာကြားလိုက်တယ်ဒါကမင်းနဲ့ဘာဆိုင်လို့လဲငါတို့ကမှရှေးဟောင်းတုတေသနာကျွမ်းကျင်သူတွေမင်းလန်းကြောင်းပြပြီးရင်ငါတို့ခိုင်းတာပဲနားထောင်ရမယ်။ဟွမ်ချမ်းပါလင်းမော်ညီလေးကစေတနာနဲ့မာနေတာကိုမင်းကဘာလို့អော်နေတာလဲမင်းနဲ့ငါတို့သဘောတူထားတာလင်းမော်ညီလေးကပဲခေါင်းဆောင် Professor စုရဲ့စူပူချင်းမောက်မှုအောက်မှာဟွမ်ချမ်းပါချက်ချင်းပဲငြိမ်သွားတယ်ကျွန်တော်မှားသွားပါတယ်ဆရာဟွမ်ချမ်းပါရဲ့မောက်မာမှုကိုကြည့်ပြီးကျွန်တော်ပြုံးလိုက်မိတယ်ဘာလို့လဲဆိုတော့ဂူထဲရောက်ရင်သူ့ကိုတင်ကန်းစာကောင်းကောင်းပေးရမယ်လို့ဆုံးဖြတ်ထားလို့ပဲတိတ်မကြခင်မှာပဲချီဝမ်ဂူရဲ့အဝင်ဝကိုတွေးလိုက်ရတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအဝင်ဝဟာတခိုးတူးထားတဲ့အပေါက်ဖြစ်နေတာပဲဆိုလိုတာကငါတို့မတိုင်ခင်ဂူဖောက်သူတွေဒီကိုရောက်ခဲ့ဘူးတယ်ပေါ့အဲ့ဒီအပေါက်ကနေဂူရဲ့ကျမ်းပြင်အထိ6မီတာလောက်ကွာဝေးနေတာကိုကျွန်တော်သတိထားမိတယ်ပြီးတော့အပြင်ဘက်ကိုဖုံမုံတွေလွင့်ထွက်နေတာကိုလည်းမျက်စိနဲ့မြင်နေရတယ်။လင်းမော်ညီလေးကတကယ်ကိုပညာရှင်ပဲဒီလောက်မြန်မြန်နဲ့တူးနိုင်ခဲ့တယ်။ Professor စုကဝမ်းသာအားရပြောတယ်ကျွန်တော်ကတော့မှားလိုက်တယ်ကျိုးတွေပြင်ထားပါဒီအပေါက်ကနေအောက်ခြေထိ6မီတာမြင့်နဲ့လေဝင်လေထွက်ကောင်းအောင်ခဏဆောင်ပြီးမှငါတို့ဝင်ကြမယ်ကရိယာတွေအားလုံးအစင်းသင်းလုပ်ထားပါ။နောက်ဆုံးတော့ချီဝမ်ကူတဲကိုဝင်လို့ရပြီးခဏအကြာမှာတော့အားလုံးအသင်းဖြစ်နေကြပြီ။အထူးတပ်ဖွဲ့ဝင်3ယောက်ကအရင်ဦးဆုံးဝင်သွားပြီး4ယောက်ကနောက်ကနေကာကွယ်ပေးထားတဲ့ရှေးဟောင်းတုတေသနာအဖွဲ့ကိုတော့အလဲမှာလုံခြုံထားတဲ့အားလုံးကျိုးတွေနဲ့ကူတဲကိုဆင်းသွားကြပြီးတဲ့နောက်ကျွန်တော်ကအဖွဲ့ရဲ့အရှိဆုံးကိုရောက်သွားတယ်။ငါတို့ဘယ်ကိုရောက်နေတာလဲလင်းမော်အဝင်ဝကိုတွေ့ပြီလို့ပြောတာမဟုတ်ဘူးလား